Hello အားလုံးမင်္ဂလာပါဒါတော့ကျူစစ်တို့ရှိုင်းတော့က Disneyland မှာရောက်ခဲ့တာ Disneyland မှာဒါမနက်ပိုင်းပေါ့နော်ဆက်စဝင်ချင်းမှာရိုက်ထားတာပါအခုဒီအစာပိုင်းမှာတော့ကျူတို့တွေလဲကြရဲပတ်ကြရဲပေါ့နော်ဆရာဘယ်တော့မို့လဲဆရာရဲ့နည်းနည်းအခွေအနောက်ကလေးတစ်ဖြတ်ပေါ့ချာလီကတော့ချူစစ်ရဲ့ရီတန်လေးတစ်ဖြတ်ပေါ့နော်ချူကရင်အဲ့လိုအားရပါရပဲရီတတ်တာဆိုတော့လေဆရာနောက်နေတော့အားရပါရလိုက်ရှင်ရပါပေါ့မင်းငါကိုထားတော့ရတော့ဆိုရင်ငါသိချင်ခဲ့ပါလေယုံနိုင်အောင်မေးမေး yes my salon ညာရောက်စားရတော့ဒါလည်းမလို့ရောက်မယ်ခဏလေးရောက်ညာရောက်စားရလုံးနာလေး50ပါရှိပါသေးတယ်ခုတော့ကျစတော့မနက်ပိုင်းမှာလေဆရာရှိတဲ့ပတ်ဆရာရှိရလဲပြီးွားတဲ့အချိန်မှာပေါ့နော်ဒါနောက်ဆုံးပိတ်အနေနဲ့ဒီ Disneyland မှာရှိရဲ့ချူကာတွန်းကားရဒီဘယ်လိုပြောရမလဲအဲ့ဒါချူသိလို့မခေါ်တတ်ဘူးကွာဒီကအဲ့ Disneyland မှာရှိရဲ့ဒီနောက်ဆုံးဒီအရာဒီဥစ္စာကိုတန်းစီလူအများကြီးတို့ကြည့်ပြီးချူကြည့်ကြကာတွန်းကားရဲ့အမှာဟို Snow White တို့တည်ရမလားဒီချူ Disney ကာတွန်းကားနဲ့ပတ်သက်တဲ့အရာတွေအားလုံးပေါ့ကွာအဲ့နန်းတော်ကြီးမှာရှိတဲ့များဇက်ကောင်ကြီးကဇက်ဝင်ခံတချို့အဲ့မှာ slide ကြီးထိုးမှုပြီးတော့အဲ့လိုမျိုးပြကွာဒီလားချူရလဲဒါတိတ်နားမလဲဘူးပြောတတ်ဘူးကွာကိုလည်းဒါပထမဦးဆုံး first time ရောက်ဘူးတာဖြစ်တဲ့အတွက်ဒါကိုယ့်ရဲ့အတွေ့အကြုံလေးအရာဝေမျှပေးရပါတော့အခုချူတို့ဒါလူတွေအများကြီးပဲပထမရှေ့ဆုံးမှာသွားတန်းစီပြီးကြည့်မလို့ပဲဒါမဲ့ဘလို့မှတိုးလို့မရတော့သူက9နာရီဆိုရင်စပြပြီးစပြပြီးဆိုတော့အမှလူတွေကအကုန်လုံးတမလင်ခွေထိုင်ပြီးတော့စပွဲကြည့်လို့ကြည့်ကြတော့ဘလို့မှတိုးကြည့်လို့မရအောင်ကိုရီးယားအနောက်ဆုံးမှာပဲတန်ဖုန်းနေနဲ့ရိုက်ကြပြီးတော့ကြည့်ရတာပေါ့နော်တကယ်အရန်လိုက်တယ်ပထမဦးဆုံးရောက်ခဲ့ဘူးလေဆိုလို့ပေါ့နော်အရင်ရင်ခုန်စိတ်လှုပ်ရှားရတယ်ကွာလုံးဝဝါနဲ့ဖြစ်ခဲ့ရတဲ့အခိုက်အတန့်တွေကွာချူအဲ့ Disneyland မှာရှိသမျှအကုန်လုံးထဲမှာဒီနောက်ဆုံးဒီကြောက်ကအဲ့ slide တွေထိုးပြီးတော့အဲ့ Disneyland မှာပြတဲ့အဲ့ဒီအရာကြီးကိုအကြိုက်ဆုံးပဲတကယ်ကို sound system တွေဒီလုံးနေဒါပေမဲ့တစ်ခုကကျတော့သူတချင်းဇက်ကောင်တချင်းနေနေတော့မကြိုက်ဘူးအင်္ဂလိပ်တချင်းတွေဆိုရင်ပို့ပြီးတော့ attraction ရှိမယ်ပေါ့နော်အခုဒါသူတို့အချိန်မစီဒီလို့လူတွေစောင့်နေပြီးတော့9နာရီည9နာရီတစ်ချိန်ပဲပြတာအခုအဲ့အချိန်ကိုယူလို့ကိုယ်စောင့်နေကြတယ်ဟိုလာပါပြီစပြပြီအရှမ်းမိုက်တယ်နည်းနည်းလေးစောင့်ကြည့်ပါဘယ်လိုတချင်းတွေဒါပေမဲ့ကိုကကျတော့တဝက်တစ်ပြက်ပဲလူရမ်းများတော့တဝက်တစ်ပြက်ပဲစကားရောမှာကိုပြောချင်ဆိုရင်တဝက်တစ်ပြက်ပဲကြည့်လိုက်ရတာဆိုတော့ဖုန်းလေးနဲ့ရိုက်ထားတော့အတွေ့အကြုံလေးမျှဝေပေးရပါအားလုံးကြည့်ရှုပါအောင်ရှင်အခုသူတို့တွေ9နာရီထောင်ဆိုတာနဲ့စပြပါတော့မယ်ကဲစပါပြီကြည့်ပေးကြပါဦးနော်
တာတော့အရင်ကြိုက်တယ်တခုပဲအဲ့ဒါဘာလဲဆိုတော့သူတို့ရဲ့နိုင်ငံပေါ့သူတို့နိုင်ငံမှာရှိတဲ့ဘာသာစကားကိုသူတို့ကတချင်းတွေတုံးတာဆိုတော့ပေါ့နော်တကယ်အင်္ဂလိပ်တချင်းဆိုပို့ပြီးတော့ attraction ရှိမယ်လို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့နိုင်ငံအတွက်သူတို့ဘာသာစကားကိုသူတို့တုံးထားဆိုပေမဲ့လည်းတော်တော်လေးကိုမိုက်ပါတယ်ချောတော့အရင်ကြိုက်တယ်ဒီ Disney လမ်းမှာရှိရဲ့အခုနောက်ဆုံးပြသွားတဲ့အရာကိုဒီအခုကြည့်နေတဲ့ဟာအရင်ကြိုက်တယ်အခွင့်အခါကြုံကြိုက်လို့နောက်ထပ်သွားဖို့အခွင့်အရေးရှိသေးတယ်ဆိုလို့ရှိရင်ထပ်သွားချင်တဲ့နေရာထပ်ကြည့်ချင်တဲ့နေရာပေါ့နော်အဲ့တော့အစားဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ထပ်မံပြီးတော့ချူရဲ့အခြားအတွေ့အကြုံဘုဟုတုတ vlog လေးတွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်အခုဒါလေးကိုတော့အားလုံးပဲအတူတူချူနဲ့အဆုံးအောင်ကြည့်လိုက်ကြမယ်အားလုံးအများကြီးချစ်ပါတယ်တတာ 就是那束光，无论何时抓住你的光芒，相信它是你的力量。我不放弃，我不会认输，直到有一天卷土重来。我不怕，我要感受所有爱，我要经历任何事不完美。我不怕，我不ဆိုတာပြောခဲ့အောင်ချစ်ရဲ့အဖြေရဲ့မရှိပဲမင်းငါကိုထားသွားခဲ့တာပဲတကယ်ဆိုရင်မင်းကိုငါသိချစ်ခဲ့ပါတယ်မယုံနိုင်အောင်မင်း Yes okay ကျမရဲ့ဆလုံးငယ်ဖြူစင်နေငါလုံးသားလေးတစားစီကွယ်နောင်ဘဝများဆိုတာရှိ